ငယ်ဘဝစိတ်ထန်ရန် childhood trauma ဆိုတာကလေးဘဝတုန်းကကြုံရတဲ့အကျိုးသက်ရောက်စရာဖြစ်ရပ်တွေထိခိုက်စရာအတွေ့အကြုံတွေကြောင့်စိတ်ဒဏ်ရာတွေရခဲ့တာကိုဆိုလိုပါတယ်။ဒီလိုထိခိုက်မှုတွေကလူတစ်ယောက်ရဲ့စိတ်နှလုံးထဲမှာနှစ်ပေါင်းများစွာအနာတရားဖြစ်နေခဲ့ပြီးသူရွယ်ရောက်တဲ့အချိန်ထိဒီအနာတွေဟာကြက်ဖို့ခဲရင်တတ်ပါတယ်။ကလေးဘဝမှာကြုံရတဲ့ထိခိုက်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေဟာယခုလက်ရှိအချိန်ထိတိုင်အောင်သက်ရောက်မှုတွေရှိနေတာပါဒီဆောင်းပါးမှာတော့ childhood trauma ဖြစ်စေနိုင်တဲ့အမျိုးအစားတွေကိုညာနာကနားလည်လွယ်အောင်ရှင်းပြချင်ပါတယ် Physical abuse ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း Physical abuse ဆိုတာကကလေးငယ်တစ်ယောက်ကိုရုပ်ပိုင်းဆိုင်ရာအနာတရားတွေဖြစ်စေတဲ့အကြမ်းဖက်မှုတစ်မျိုးပါပဲရိုက်နှက်တာတွန်းထိုးတာကနေခေါင်းခောက်တာဆွဲလိမ်တာအစုံရုပ်ပိုင်းဆိုင်ရာကိုနာကျင်စေနိုင်တဲ့ကိစ္စပေါင်းများစွာဟာကလေးရဲ့စိတ်နှလုံးသားထဲမှာထင်မှတ်မထားတဲ့ဒဏ်ရာတွေကြံရစ်စေပါတယ်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ childhood trauma ဖြစ်စေနိုင်တဲ့အလွန်ကြီးမားတဲ့အခြေအနေတစ်ခုပါပဲမိဘတစ်ယောက်ကသူ့ဒေါသကိုမထိန်းနိုင်ပဲကလေးကိုအမြဲတမ်းရိုက်နှက်တတ်တယ်ဆိုပါစို့ဒီလိုခံစားရတဲ့ကလေးဟာသူ့ရဲ့ငယ်စဉ်ဘဝမှာတင်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့်အကြောက်တရားနဲ့ကြီးပြင်းလာတတ်ပါတယ်သူဟာအမြဲတမ်းအပြစ်ရှိတယ်လို့တွေးတတ်လာပြီးလူမှုဆက်ဆံရေးမှာလည်းအခက်အခဲတွေဖြစ်လာတတ်ပါတယ်ကလေးငယ်တစ်ယောက်ဟာသူ့ရဲ့မိဘတွေအုပ်ထိန်းသူတွေနဲ့အထူးသဖြင့်သူယုံကြည်ရတဲ့ပတ်ဝန်းကျင်မှာဒီလိုရိုက်နှက်မှုတွေကြုံတွေ့ရမယ်ဆိုရင်သူ့ကိုယ်သူတန်ဖိုးထားမှုတွေလျော့နဲလာစေပါတယ်ငါဘာမှအသုံးမကျဘူးဆိုတဲ့အတွေးမျိုးတွေနဲ့အားငယ်နေတတ်ပါတယ်တခြားသူတွေကိုကြောက်ရွံ့တဲ့စိတ်မျိုးတွေပါဝင်သွားနိုင်ပါတယ်လူတွေကြားမှာရဲရဲဝံ့ဝံ့မရှိတော့ပါဘူးဒါကြောင့် physical abuse ဟာအသားအနာကျင်ုံနဲ့မကပါဘူးစိတ်ထဲအထိအမြဲတမ်းထင်ကြံနေတဲ့ဒဏ်ရာတွေဖြစ်စေနိုင်ပါတယ် emotional abuse စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း emotional abuse ဆိုတာကကလေးငယ်တစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုဓာတ်ရိုက်ထိခိုက်စေတဲ့အကြမ်းဖက်မှုတစ်မျိုးပါဒီအကြမ်းဖက်မှုဟာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမဟုတ်ပေမဲ့စိတ်ထဲမှာမမေ့နိုင်အောင်ကြံရစ်စေတဲ့ထိခိုက်မှုဖြစ်ပါတယ်ဥပမာမိဘကကလေးဖြစ်သူကိုမသင့်တော်တဲ့စကားတွေဆဲဆိုမှုတွေကဲ့ရဲ့မှုတွေအမြဲပြောဆိုတတ်တာမျိုးပါမင်းကအလကားကောင်မင်းတို့တမျှတောက်တလွဲတွေပဲဆံကုန်မြေလေးမင်းဘယ်နေရာမှာသုံးစားရလဲအစရှိတဲ့စကားတွေကိုအမြဲကြားရပါများတဲ့အခါကိုအထင်သေးလာတယ်ဘာမှတိုးတက်အောင်လုပ်နိုင်စွမ်းမရှိဘူးဆိုပြီးတော့တွေးမိလာတယ်ဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာငယ်ဘဝမှာရောအရွယ်ရောက်လာတဲ့အခါမှာပါကိုယုံကြည်မှုကျဆင်းသွားစေပြီးသူ့ရဲ့အနာဂတ်ညီမှန်းချက်တွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုထိခိုက်စေတတ်ပါတယ် emotional abuse ဟာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိပေမဲ့စိတ်ထဲမှာတော့ဒဏ်ရာဟာကြီးကြီးမားမားဖြစ်သွားစေခဲ့တာပါneglect လျစ်လျူရှုခြင်း neglect ဆိုတာကကလေးငယ်တစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလျစ်လျူရှုခြင်းဖြစ်ပါတယ်ကလေးငယ်တစ်ယောက်ဟာမိဘတွေအုပ်ထိန်းသူတွေကနေဂရုစိုက်မှုမရှိဘဲကြီးပြင်းလာရတဲ့အခါမှာလည်း childhood trauma ရတတ်ပါတယ် neglect ဟာစိတ်ပိုင်းဆိုင်ရာထဲမှာတိတိတတ်တာထိခိုက်စေတဲ့အကျိုးသက်ရောက်မှုကြီးတဲ့ childhood trauma အမျိုးအစားတစ်ခုဖြစ်ပါတယ်ဥပမာမိဘကကလေးဖြစ်သူကိုအစားအသောက်သိချာမကြွေကြောင်းမပို့ကျမ်းမာရေးလည်းဂရုမစိုက်ပဲဖြစ်တယ်လို့ပစ္စလက်ခတ်ထားတတ်ပါတယ်ဆိုပါစို့အဲ့ဒီကလေးငယ်ဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေပေါ်မှာမလုံလောက်တဲ့ခံစားမှုအကူအညီမဲ့နေတယ်လို့ခံစားမှုတွေခံစားလာပါတယ်သူ့စိတ်ထဲမှာလည်းငါအတွက်ဘယ်သူမှရှိမနေပါလားဘယ်သူမှဂရုမစိုက်ပါလားဆိုတဲ့စိတ်မကောင်းမှုတွေဝမ်းနည်းအားငယ်မှုတွေခံစားလာရပါတယ် neglect ဟာရုပ်ပိုင်းဆိုင်ရာတွေမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုများစွာဖြစ်စေနိုင်ပါတယ်မိဘဟာကလေးရဲ့ခံစားချက်တွေကို
လှလူရှူပြီးမတိကျင်အောင်ဆောင်တာမျိုးလုပ်တဲ့အခါကလေးငယ်ဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးအတွက်လူမှုဆက်ဆံရေးကလည်းခက်ခဲလာတတ်ပါတယ် Sexual abuse လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု Sexual abuse ဆိုတာကလေးတစ်ယောက်ကိုလိင်ပိုင်းဆိုင်ရာမတော်မတရားထိတွေ့ခြင်းအကြမ်းဖက်ခြင်းကိုဆိုလိုပါတယ်ဒီလိုအကြမ်းဖက်မှုဟာကလေးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးမှာကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေတတ်ပါတယ်ကလေးတစ်ယောက်ဟာသူ့ကိုစောင့်ရှောက်တဲ့အုပ်ထိန်းသူအဖိုးပထွေးဦးကြီးဦးလေးကဖြစ်စေဆွေမျိုးနီးစပ်ကဖြစ်စေလိင်ပိုင်းဆိုင်ရာကျူးလွန်နေတယ်ဆိုပါစို့ဒီလိုကျူးလွန်ခံရမှုဟာကလေးရဲ့စိတ်ထဲမှာအမြဲချောက်လန့်နေတဲ့အရေးဆိုးကြီးတစ်ပွဲအကြီးအကျယ်ထိခိုက်မှုတွေဖြစ်တတ်ပါတယ်ဒါအပြင်ကလေးငယ်ဟာအရွယ်ရလာတဲ့အခါဒီကိစ္စတွေကိုအင်မတန်ကြောက်ရွံ့နေတာမျိုးမိမိချစ်ခင်ဆုံးမတဲ့လက်ထွဲဖော်နေတောင်မှဆက်ဆံမှုခဲယဉ်နေတာမျိုးဖြစ်လာတတ်ပါတယ်ကိုမတတိတလို့တန်မိုးမရှိတော့ဘူးလို့လည်းခံစားနေရတတ်ပါတယ်Domestic violence အိမ်တွင်အကြမ်းဖက်မှု Domestic violence ဆိုတာကမိသားစုအတွင်းမှာဖြစ်ပွားတဲ့အကြမ်းဖက်မှုတွေကိုရည်ညွှန်းပါတယ်အိမ်ထဲမှာမိသားစုတွေမှာတစ်ယောက်ကတစ်ယောက်ကိုအကြမ်းဖက်တဲ့အခါကလေးငယ်တွေကဒီအကြမ်းဖက်မှုတွေကြောင့်မတိမတာဖြစ်စေတိတိတတ်တာဖြစ်စေနာကျင်ခံစားရတတ်ပါတယ် Domestic violence ဟာကလေးငယ်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ကျန်းမာရေးမှာအကြီးအကျယ်တက်ရောက်မှုရှိတတ်ပြီး childhood trauma အဖြစ်အလွန်ထိခိုက်စေတတ်ပါတယ်။ဥပမာဖခင်ကမိခင်ကိုအမြဲတမ်းရိုက်နှက်ဆဲဆိုတာမျိုးကြုံနေရတဲ့အိမ်မှာကြီးပြင်းလာတဲ့ကလေးငယ်ဟာသူ့ရဲ့စိတ်ထဲမှာအမြဲတမ်းကြောက်ရွံ့မှုနဲ့ရှိနေတတ်ပါတယ်။သူဟာချိန်တိုင်းဒီကြမ်းဖက်မှုတွေကိုကြုံနေရတဲ့အတွက်စိတ်ထဲမှာမိမဆိုတာမျိုးကအမြဲတမ်းအရိုက်ခံရမယ်။အပြစ်တစ်ခုခုလုပ်မိရင်ယောက်ျားဖြစ်သူကရိုက်တယ်ဆိုတာသဘာဝပဲဆိုတဲ့ယုံကြည်ချက်နဲ့ကြီးပြင်းလာတတ်ပါတယ်။ဒီလိုကြီးပြင်းလာတဲ့ကလေးဟာအကြမ်းဖက်ရိုက်နှက်ခြင်းဆိုတာသူ့အတွက်မထူးဆန်းတော့သလိုဖြစ်လာတတ်ပါတယ်။အရွယ်ရောက်လာလို့ချစ်သူအိမ်အောင်ဘက်ရတဲ့အခါမှာလေကိုယ်တိုင်ကလက်တွဲပေါ်ကိုရိုက်နှက်နှိပ်စက်တတ်သူလည်းဖြစ်လာနိုင်တယ်လို့လက်တွဲပေါ်ကကိုရိုက်နှက်နှိပ်စက်တဲ့အခါမှာလေငါမှအပြစ်ရှိလို့သူရိုက်တာနေမှာပါလေဆိုပြီးခွင့်မလွတ်တဲ့အရာကိုခွင့်လွတ်တတ်သူမျိုးဖြစ်လာတတ်ပါတယ်။ဒါဟာအိမ်တွင်အကြမ်းဖက်မှုကြောင့်ရခဲ့တဲ့စိတ်ဒဏ်ရာရဲ့ဘေးထွက်ဆိုးကျိုးတွေပါပဲ။ Substance abuse in the family မိသားစုမှာမူရစေးသုံးဆွဲခြင်း substance abuse ဆိုတာကမူရစေးဝါသို့မဟုတ်အခြားဆွဲလန်းစရာအရာဝတ္ထုတွေကိုသုံးဆွဲခြင်းဖြစ်ပါတယ်မိသားစုတစုအတွင်းမှာမူရစေးသုံးဆွဲသူတယောက်ရှိမယ်ဆိုရင်ကလေးငယ်တယောက်အတွက်အလွန်ကြီးမားတဲ့ဆိုးကျိုးသက်ရောက်မှုတွေကိုဖြစ်စေပါတယ်မူရစေးဝါသုံးဆွဲတဲ့သူရှိတဲ့အိမ်ဟာတည်ငြိမ်မှုမရှိဘဲစိတ်ပျက်စရာဖြစ်နေမှာပါပဲဖခင်ကမူရစေးဆွဲနေတယ်ဆိုရင်မိသားစုအတွက်ဝင်ငွေမရှာပေးနိုင်တော့သလိုမိခင်ကအရက်ကြီးဖိတောက်နေတယ်ဆိုရင်လည်းမိသားစုအတွက်စားဖို့တောက်ဖို့ချက်ပြုတ်ပေးနိုင်တာမျိုးမလုပ်နိုင်တော့ဘူးအုတ်ထင်းသူတယောက်ရဲ့တာဝန်တွေကိုမကြည်နိုင်တော့ဘူးတခါတရံမူရရန်ကားပြီးတော့ပစ္စည်းတွေပောက်ခွဲတတ်တာမျိုးအထိပါဖြစ်လာနိုင်တယ်လောက်လာနိုင်ပါတယ်အိမ်ထဲမှာရံမွဲတွေနဲ့စူညံအော်ဟစ်မှုများစွာဖြစ်လာတတ်ပါတယ်ဒီလိုအခြေအနေတွေမှာမိဘရဲ့မူရစေးသုံးဆွဲမှုကြောင့်ကလေးငယ်ဟာအကြီးအကျယ်စိတ်ထိခိုက်ပြီး childhood trauma ဖြစ်သွားတတ်ပါတယ်။ငါဟာလူပူပါငါဟာဘာမှအရေးမပါပါဘူးဆိုတဲ့ခံစားချက်မျိုးနဲ့ကြီးပြင်းလာတတ်ပါတယ်။ပြီးတော့သူ့စိတ်ထဲမှာအမြဲတမ်းမိဘတွေကိုကူညီပေးရမယ်ဆိုတဲ့အသည့်မျိုးနဲ့မိဘတွေရဲ့တာဝန်တွေကသူ့ပခုံးပေါ်ကြားရောက်နေပြီးနှလုံးသားနုနုလေးကအရွယ်မတိုင်ခင်မှာပဲလူကြီးလေးလိုဇွတ်အတင်းရင်းကျက်လိုက်ရပါတော့တယ်။သူ့ဘဝတစ်လျှောက်မိသားစုအတွက်ပေးဆက်နေရတဲ့
ကျိန်စာမိထားသလိုမျိုးဖြစ်လာတတ်ပါတယ်။ parental loss မိဘဆုံးရှုံးမှု parental loss ဆိုတာကလေးငယ်တစ်ယောက်ဟာဖခင်ဒါမှမဟုတ်မိခင်ဆုံးရှုံးရတဲ့အခြေအနေကိုဆိုလိုပါတယ်မိဘကိုဆုံးရှုံးရခြင်းဟာကလေးငယ်တစ်ယောက်ရဲ့ childhood trauma အဖြစ်အလွန်အကျိုးသက်ရောက်စေတတ်ပါတယ်မိဘဆိုတာလူတစ်ယောက်ရဲ့ငယ်ဘဝမှာပညာရေးလူမှုဆက်ဆံရေးစာဝတ်နေရေးစတဲ့အခန်းကဏ္ဍတိုင်းကိုပံ့ပိုးပေးသူတွေပဲဖြစ်ပါတယ်ဒါကြောင့်မိဘတစ်ယောက်ကိုရုတ်တရက်ပဲဆုံးရှုံးလိုက်ရတဲ့အခါကလေးငယ်တစ်ယောက်ရဲ့စိတ်ထဲမှာအကြီးအကျယ်ထိခိုက်မှုတွေဖြစ်ပေါ်တတ်ပါတယ်။မိဘဖြစ်သူကိုအခြေအနေတစ်ခုခုကြောင့်ဆုံးရှုံးလိုက်ရတဲ့အခါမိဘဆိုတဲ့ရွှေတောင်ကြီးပြိုလဲသွားပြီးတဲ့နောက်မှာကလေးငယ်ဟာသူ့ရဲ့လိုအပ်ချက်တွေကိုဘယ်သူ့မှပြောလို့မရတဲ့အခြေအနေမျိုးဖြစ်သွားတတ်ပါတယ်။အဲ့ဒီလိုမိဘဆုံးရှုံးမှုဟာကလေးငယ်ရဲ့စိတ်ထဲမှာငါဟာတယောက်တည်းဖြစ်သွားပြီငါအတွက်ဘယ်သူမှမရှိတော့ဘူးဘယ်သူကမှငါအားကိုးလို့မရတော့ဘူးဆိုတဲ့လုံခြုံမှုမရှိတဲ့တိမ်ငယ်တဲ့ခံစားချက်တွေနဲ့ကြီးပြင်းလာတတ်ပါတယ် parental loss ဟာစိတ်ပိုင်းဆိုင်ရာမှာအလွန်ထိခိုက်စေတတ်တဲ့ထိခိုက်မှုဖြစ်ပြီးကလေးငယ်တစ်ယောက်ရဲ့အသက်ကြီးလာတဲ့အချိန်ထိလေးလေးနက်နက်တက်ရောက်တတ်ပါတယ် community violence အကြမ်းဖက်မှုရပ်ဝန်း community violence ဆိုတာကကလေးတစ်ယောက်နေထိုင်ကြီးပြင်းရာအိမ်ပတ်ဝန်းကျင်ထဲမှာအကြမ်းဖက်မှုတွေအတ္တမဖြစ်ရတွေကြောင့်ကြုံတွေ့ရတဲ့ထိခိုက်မှုတွေကိုဆိုလိုပါတယ်ကလေးတစ်ယောက်ဟာသူ့နေထိုင်ရာရပ်ကွက်ကျောင်းသူ့နေထိုင်ရာဝန်းကျင်ဒေသမှာအတ္တမဖြစ်ရတွေအန္တရာယ်ရှိတဲ့အကြမ်းဖက်မှုတွေကြုံနေရင်စိတ်ထဲမှာအထိခိုက်ဆုံး childhood trauma တစ်ခုဖြစ်စေနိုင်ပါတယ်ကလေးတစ်ယောက်ဟာသူနေထိုင်ရာအရက်မှာစစ်ပွဲတွေပြစ်ခတ်မှုတွေကိုမကြာခဏကြုံနေရတယ်ဆိုပါစို့ဒီလိုအခြေအနေမျိုးဟာအရင်ဆုံးတော့သူ့ရဲ့စိတ်ထဲမှာအမြဲတမ်းစိုးရိမ်ပူပန်မှုနဲ့မတည်ငြိမ်တဲ့ခံစားချက်တွေကြီးထွားနေတတ်ပါတယ်သူ့ရဲ့အတွင်းစိတ်ထဲမှာလုံခြုံမှုမရှိတော့ဘဲအမြဲစိုးရိမ်ကြောက်ကြနေတတ်ပါတယ်စိတ်အတက်အကျများတဲ့သူမျိုးဖြစ်လာတတ်ပါတယ်လူမှုဆက်ဆံရေးမှာလည်းအကြီးအကျယ်ထိခိုက်စေတတ်ပါတယ်အဲ့ဒီလိုငယ်စဉ်ဘဝကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာလူတစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လဲဆိုတာကိုရှေ့ဆက်ပြီးဖတ်ရှုရမယ့်ဆောင်းပါးတွေမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။